အမျိုးသမီးတွေကိုအမြန်ဆုံးအရွယ်ကျစေတဲ့အချက်၅ချက်ကိုကျွန်တော်ဆွေးနွေးတင်ပြပေးပါမယ်။နံပါတ်1ချက်ကလက်ကျင်ကန်လုံးဝမလုပ်တဲ့သူတချို့ကရှိတယ်လက်ကျင်ကန်လုံးဝမလုပ်ဘူးနော်လက်ကျင်ကန်မလုပ်တဲ့လူတွေကကြာလာတဲ့မြတ်ကြွသားဆုံးရှုံးမှုတွေခွန်အားဆုံးရှုံးမှုတွေဖြစ်ပေါ်လာတယ်။ဒါကြောင့်မို့တေးကြတယ်အရွယ်အမြန်ဆုံးကျစေပါတယ်။နံပါတ်2ကအမြဲစိုးရင်ပူပန်နေတတ်တဲ့သူတွေတချို့ကရှိတယ်အမြဲတမ်းစိုးရင်နေတာဒါမှမဟုတ်ဆိုရင်ကိုယ့်ရဲ့စိတ် relax ဖြစ်အောင်ဘာတွေလုပ်ရမလဲဆိုတော့အများကြီးရှိပါတယ်နည်းတွေကနော်အဲ့ဒီထဲမှာကိုယ်စိတ်ကျဉ်းနှံ့မဲ့ဟာမျိုးလိုက်လို့ချရပြီးကိုယ့်ရဲ့စိုးရင်ပူပန်တဲ့ဒီ mental stress တွေကိုလျှော့ချဖို့လိုအပ်ပါတယ်နံပါတ်3ကအစားအသောက်ကိုအစင်ကျင်မဲ့သွားစားတဲ့သူပေါ့ဆိုတော့တချို့ကအစားအသောက်မြေငန်းငတ်တယ်ပြဘာဖြစ်အကုန်စားတယ်ကျမ်းမာရေးနဲ့ညီတာတွေမညီတာတွေမသိဘူးသူပါဇက်အရသာတစ်ခုနဲ့စုပ်အများကြီးစားနေတဲ့ဆိုတော့ဟိုပောက်ပြစားနေတဲ့သူတွေပေါ့နော်ဒီကတော့အစားအသောက်ကိုအစင်ကျင်မဲ့သွားစားနေတဲ့သူတွေဆိုလို့ရှိရင်လည်းအရွယ်အများဆုံးကျစေပါတယ်နောက်တစ်ခုကရေတောက်နေတဲ့သူရေတောက်တဲ့သူမှာအမျိုးသားတွေဆိုတော့သူက4 liter နီးပေါ့ 3.7 liter 4 liter လောက်တောက်တင်တယ်အမျိုးသမီးဆိုရင်တစ်ရက်မှာ3 liter လောက်တောက်တင်တယ်အဲ့ဒီရေဆိုတာကျွန်တော်တောက်တဲ့ရေပါတယ်ကိုတခြား drink တွေပါတယ်တခြား soup တွေပါတာပေါ့နော်ဆိုလိုတာအရေကိုပြောတာပါရေတောက်နဲလို့ရှိရင်လည်းဒါကကျွန်တော်တို့ဒီအရွယ်အမြန်ကျစေပါတယ်အဲ့တော့ရေတောက်နဲမြဲသိချင်းစစ်တဲ့နည်းလေးကတော့အလွယ်ဆုံးလေးပါပဲကိုစီးသွားလို့ရှိရင်ကိုယ့်ရဲ့စီးကိုကြည့်လိုက်ပါစီးကတိတ်ဝါထိန်နေဆိုသိကြတယ်ကိုရေတောက်တာအရန်နေနေပြီစီးကဝါဖြော့ဖြော့လေးဖြစ်နေကောင်းပါတယ်စီးအကြည့်အောင်အဖြူသွားနေဆိုရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အိတ်တာနောက်ကျပြီးတော့အိတ်ချိန်နေတဲ့သူမျိုးအိတ်တာနောက်ကျတော့အထူးလို့ရှင်းမပြတော့အိတ်ချိန်နေတာတော့တင်းလို့8နာရီတော့အိတ်တဲ့အိတ်ချိန်တူရဆိုရင်ပဲခန္ဓာကိုယ်မှာဒီအချို့ပုံကြီးမတူဘူးဆိုတာကိုကျွန်တော်ဒီအရင်တော့လည်းတင်ပြပူးပါတယ်ဒါကြောင့်မို့နံပါတ်5ချက်ကတော့အိတ်ချိန်နောက်ကျပြီးတော့အိတ်ဆက်မှုနေတဲ့မျိုးသမီးဆိုရင်လည်းအရွယ်ကျမှုကိုပို့ပြီးတော့မြန်ဆန်စေပါတယ်အဲဒီတော့ကိုကအမြန်ဆုံးအရွယ်မကျချင်မှုဆိုရင်တော့အထက်ပါ5ချက်ကို